Walking Grass ကိုတက်ရင်ပြီးရှင်ရမယ်လောတက်ပြီးတဲ့အတင်းကလောကိုခိုင်းစားလို့ရတော့မယ် update အားလုံးပဲမင်္ဂလာပါခင်ဗျာ One Shot 7 Gaming ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုမကြခင်လာမဲ့ Mobile Legends ရဲ့အပြောင်းလဲအကြီးကြီးတွေကမှစိတ်ဝင်စားစရာကောင်းမဲ့အပြောင်းလဲတချို့ကိုပြောပြပေးကြပါမယ်ဒီ update က Advanced Server မှာစတင်ပြီးတော့စမ်းသပ်ဆော့ကစားလို့ရနေပြီဖြစ်ပြီးတော့မကြခင်မှာ Official Server ကိုရောက်လာဖို့အတွက်တာဆူနေတဲ့ update တစ်ခုဖြစ်ပါတယ် update မှာပါတဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ဗီဒီယိုထဲမှာကြည့်လို့ရှိရင်သိပါလိမ့်မယ်ကဲဒါဆိုရင်တော့စလိုက်ကြရအောင်ပါပထမဦးဆုံးအနေနဲ့ပြောမှာကတော့လောလောဆယ်မှာမွန်ဒိုအနေနဲ့လောနဲ့ပတ်သက်လို့အပြောင်းလဲတွေအများကြီးလုပ်ပေးပါလိမ့်မယ်အရင်ဆုံးလောကိုမာဒရာဦးချီယာနဲ့ပြောင်းမဲ့အစီအစဉ်ကတော့အားလုံးလေးသိပြီးသားမို့လို့ထပ်ပြီးတော့မပြောပြပေးတော့ပါဘူးဒါကအသေးချာပေါက်ပြောင်းလဲမဲ့အရာပါပြီးတော့ရင်အဲ့ဒီလော်ကြီးကိုပဲ damage တွေနဲ့သွေးတွေကိုထပ်ပြီးတော့ buff ပေးအောင်မှာဖြစ်ပြီးတော့လော်ကြီးကိုယ်တိုင်မှာလည်းပဲ effect အသစ်တွေ buff အသစ်တွေထပ်ပြီးတော့ပေးအောင်မှာဖြစ်ပါတယ်အဲ့ဒီ effect အသေးစိတ်တွေကိုတော့လောလောဆယ်မှာတချို့တစ်ဝက်ကိုသိထားရပါပြီအဲ့ဒီအတွက်လောတက်တဲ့သူတွေအတွက်အားသာချက်ရမယ့်အရာတွေကနည်းနည်းလေးများသွားပါတယ်ပထမတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့လောတက်ပြီးသွားတဲ့အခါမှာလောတက်လိုက်တဲ့ team ကနေပြီးတော့ special teleport effect တစ်ခုရပါမယ်အဲ့ဒါကဘာလဲဆိုရင်တော့လော်တွေကိုကျွန်တော်တို့ကဝင်ပြီးတော့အဲ့ဒီလော်ကိုဝင်လိုက်တဲ့ hero ကိုပြန်ပြီးတော့ပြစ်ခိုင်းလို့ရအောင်လုပ်လို့ရမှာပါဘယ်လိုပုံစံမျိုးလဲဆိုရင်တော့လော်ကြီးကကျွန်တော်တို့ကိုသူ့ရဲ့ခန္ဓာကိုယ်တွေကိုထည့်လိုက်ပြီးတော့ရှေ့တဲ့ကိုလှမ်းပစ်ပေးလိုက်မှာဖြစ်ပါတယ်တကယ်လို့ကိုကစပယ်ရီကိုအဝေးကနေလှမ်းသုံးတဲ့ကောင်မျိုးဆိုလို့ရှိရင်ဒီလောနဲ့ကွန်ဘိုတွဲပြီးတော့မှကစားလို့ရမှာပါအဲ့ဒီ feature ကိုတော့ Call of the Law လို့လည်းခေါ်ပါတယ်ပြီးတော့လို့ရှိရင်တော့လောကအရင်တုန်းကလိုမျိုးတက်ရလဲလွယ်မှာမဟုတ်ပါဘူးသူ့ကို buff ပေးထားတာတွေအများကြီးရှိလာတာဖြစ်တဲ့အတွက်လောကလွယ်လွယ်အသက်မခံမဲနဲ့ပတ်ပြေးမှာဖြစ်ပါတယ်ဘလို့ပတ်ပြေးမှာလဲဆိုတော့ကျွန်တော်တို့လိမ့်နဲ့လောထွက်တဲ့200ဂျားတွေကအကွာအဝေးကိုလောကသူသွေးနှဲလာတဲ့အခါကြလို့ရှိရင်အဲ့ဒီတစ်ဖက်ကနေတစ်ဖက်ကိုကူးမှာဖြစ်ပါတယ်အဲ့လိုကူးတဲ့အချိန်မျိုးမှာကိုကအလေကနေသွားပြီးပိတ်ရလို့ရှိရင်သွေးလဲရော့ပြီးတော့စက်တန်းလဲဖြစ်ပါတယ်ပြောရရင်လောကသူ့ကိုတတ်မအောင်မခံကျင်လို့ထပြီးတော့ပြေးတဲ့ပုံစံမျိုးပါအတိအကျပြောရမယ်ဆိုရင်တော့လောရဲ့သွေးတန်းပတ်ဆန်းကိုကြာသွားတဲ့အခါမှာလောကအဲ့ဒီ effect တွေကိုစပြီးတော့ပေးမှာဖြစ်ပါတယ်ကိုကသွေးနဲ့နေတဲ့ကောင်မျိုးဆိုလို့ရှိရင်တော့အဲ့လိုထားပြေးလိုက်တာနဲ့ပဲကိုရီကိုတက်နေမိပြီးတော့တခါတည်းရှော့သွားစေနိုင်ပါတယ်နောက်ပြီးတော့ enemy တင်းနဲ့ battle ဆိုင်နေတဲ့အခါမျိုးလောကိုဝင်လူးကျင်တဲ့လူမျိုးတွေအတွက်လည်းစက်ကြီးတော်ပြရမယ့်အခြေအနေကိုရောက်ရှိလာမှာပါဒီ update တာအပြင်ကိုတကယ်ထွက်လာခဲ့ရင်အရင်ကထက်တော့ပိုပြောစရာကောင်းသွားမှာသိကြပါပဲနောက်ပြီးတော့ဒီလောနဲ့ပတ်သက်ပြီးထူးခြားတဲ့အချက်တစ်ချက်လည်းရှိပါသေးတယ်အဲ့လိုမျိုးလောကထပြေးတဲ့အပြင်ကိုမှသူထပြေးလိုက်ပြီးတစ်ဖက်ကိုရောက်သွားတဲ့အခါကိုကမြန်မြန်ဆန်ဆန်နောက်ကလိုက်မတက်နိုင်ဘူးဆိုရင်လည်းအဲ့ဒီလောကသွေးပြန်ပြေးသွားအောင်မှာဖြစ်ပါတယ်အရင်တော့ကလိုမျိုးလောကို9ယောက်စုတက်ပြီးမတ်စမန်တစ်ကောင်နဲ့လွတ်ထားခဲ့လို့ရလောက်အောင်လောတက်လို့လွယ်ကူတော့မှာမဟုတ်ပါဘူးတကယ်လဲဒီလို update မျိုးကဖြစ်သိနေတာတော့ကြာပါပြီဒါပေမဲ့အခုမှပဲဖြစ်လာပါတော့တယ်နောက်ပြီးတော့ကျွန်တော်တို့အနေနဲ့နောက်ထပ်သိထားရမယ့်အရေးကြီးတဲ့အကြောင်းအရာ update တစ်ခုကကြတော့Go Crab နဲ့လေတိုဝန်နာလို့ခေါ်တဲ့ကျွန်တော်တို့အလဲမှာဟိုရွေးဒီရွေးရှောက်သွားနေတဲ့ Copy တို့လေးတွေရဲ့ update ဖြစ်ပါတယ်အရင်ဆုံး Go Crab ကစပါမယ် Go Crab အနေနဲ့အရင်တုန်းကကျွန်တော်တို့သွားပြီးတော့တတ်တဲ့အခါမျိုးမှာ Experience Crab တွေ Go Crab တွေကကိုရီကိုသွေးပြန်ရောလာအောင်ထိပြန်ပြီးတော့မချနိုင်ပါဘူးဒါပေမဲ့အခုအချိန်မှာကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့အဲ့ဒီ Go Crab တွေကိုသွားတတ်တဲ့အခါမျိုးမှာဒီကောင်တွေကကိုယ့်ကိုပြန်ကျုံမာတော့မယ်ပြီးတော့သွေးနေတဲ့ကောင်မျိုးဆိုရင်ဒီကောင်တွေပြန်ကျုံတာနဲ့တေးနိုင်လောက်ဖဲအနေထားထိ damage ကိုလည်းထပ်ပြီးတော့ထည့်ပေးထားပါတယ်ပြီးတော့ထူးထူးခြားခြားအနေနဲ့ဒီ Go Crab တွေရဲ့ effect တွေကိုလည်းပဲအရင်ကနဲ့မတူတမူထူးခြားအောင်ပြောင်းလဲပေးထားတာပါ Go Crab ကိုတက်လိုက်တဲ့အခါမှာသွေး800%နီးပါးလောက်ပိုတိုးလာမှာဖြစ်ပြီးတော့စက္ကန့်60နီးပါးလောက်လည်းကြာပါလိမ့်မယ်အဲ့လိုမျိုးကြာဖို့အတွက်လည်းအဲ့ဒီ Go Crab လေးကိုတက်လိုက်တဲ့အခါမှာ Experience Crab တွေကိုတက်လိုက်တဲ့အခါမှာဒီ Crab လေးတွေကကိုယ့်ရဲ့နောက်ကိုလိုက်လာမှာပါပြောရရင်တော့ကနန်းတွေကကျွန်တော်တို့ကိုသွေးနဲ့ damage reduction နဲ့ကိုပေးမဲ့အနေအထားမျိုးမှာရှိနေပါတယ်နောက်ထပ်အရေးကြီးတဲ့ update တစ်ခုအနေနဲ့ကကြတော့ Little Wonder လို့ခေါ်တဲ့ဒီ Walking Grass တွေပါ Walking Grass လို့ခေါ်တဲ့ဒီကောင်လေးတွေကခုနောက်ပိုင်းမှာ Jungler တွေအတွက်မဖြစ်မနေလိုအပ်လာတဲ့အကောင်လေးတွေဖြစ်ပြီးတော့သူတို့ကျေးဇူးနဲ့ပဲတချို့နေရာတွေမှာအသာစီးရတာတွေအတော်များပါတယ်မွန်ဒိုအနေနဲ့အဲ့ဒီကောင်တွေရဲ့အားသာချက်ကိုဒီလောက်နဲ့တွေမဲ့ရမထားဘဲနဲ့သူကပို့ပြီးတော့ team ကိုအထောက်ပံ့ဖြစ်နိုင်လို့လုပ်ပေးလိုက်ပါတယ်အရင်ဆုံးဒီ Walking Grass ကိုတက်လိုက်တဲ့အခါမှာပထမအဆုံး effect တစ်ခုအနေနဲ့ movement speed ပို့ပြီးမြန်လာပါမယ်ပြီးတော့လို့ရှိရင်အဲ့ဒီ Walking Grass လေးတွေကကိုပို့ချင်တဲ့နေရာကိုပို့လို့ရပြီးတော့အဲ့ဒီနေရာမှာဘီရှင်မြင်ရစေနိုင်ပါတယ်ပြောရရင် Walking Grass ကို enemy ရဲ့ jungle တွေကိုပို့လိုက်မယ်ဆိုရင်သူ့ရဲ့တတ်မှတ်ထားတဲ့ area အဝင်းဝိုင်းတွင်းမှာအဲ့ဒီနေရာကိုဘီရှင်မြင်နိုင်မှာပါဒါကဘယ်ကောင်းရဲ့ effect လဲလို့မေးရင်တော့ Walking Grass ရဲ့ effect ဖြစ်ပါတယ်အရင်ကလိုမျိုးလမ်းမဲပတ်ရှောက်နေတဲ့ Walking Grass လေးတွေကသွေးပဲတက်ယုံလောက်နေနေမယ်ပြီးသွားတော့မှမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ team ကိုအများကြီးအထောက်အကူပြုစေမှာဖြစ်ပါတယ်ဒါတွေက Advanced Server Update Patch ထဲမှာအရေးကြီးပြီးတော့ကျွန်တော်တို့ရဲ့ Meta ကိုအပြောင်းလဲဖြစ်သွားစေနိုင်လောက်မဲ့အထိကြီးကျယ်ခမ်းနားတဲ့ Update အပြောင်းလဲတွေဖြစ်ပါတယ်။ဘာပဲပြောလောရဲ့အပြောင်းလဲဟာကျွန်တော်တို့အတွက်အရင်အသုံးဝင်ပါပါ။ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။
နောက်ထပ်လည်းအခုလိုမျိုး Mobile Legends နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာဗီဒီယိုတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ